အသက်ရှူတတ်သူဆိုတဲ့တရားလေးပါလူတိုင်းအသက်ရှူတတ်တယ်သက်ရှိတိုင်းအသက်ရှူတတ်တယ်ဒါပေမဲ့အဲ့ဒီလိုတာမန်အသက်ရှူတတ်တာကိုပြောတာမဟုတ်ဘူးတချို့သောလူတွေကအသက်ရှူနေပေမဲ့လို့အသက်ရှူတိုင်းမှာစိုးရိမ်မှုတွေတောကတွေပြီးတော့လောင်ကျွမ်းမှုတွေအမုန်းတွေအညှိုးတွေပြိုင်ဆိုင်လိုစိတ်တွေအဲ့ဒီလိုမျိုးတွေနဲ့အသက်ရှူနေတာပူလောင်တော့အသက်ရှူနေလောကပင်ပန်းရတဲ့ကြားတယ်စိတ်ကပါမကြည်တဲ့အခါကျတော့သူရှူနေတဲ့အသက်ရှူတိုင်းဟာပူလောင်တော့အသက်ရှူတွေဖြစ်နေတယ်ပြီးတော့အပေမေးမှုန်းနေတော့အသက်ရှူမှုတွေဖြစ်နေသူဘာသာသူတော့မမြင်ရှာဘူးသူကအဲ့ဒီလောကအပူတွေရဲ့ဖုံးလွှမ်းမှုကိုခံနေရပြီးတော့သူနှလုံးသားကိုယ်တိုင်ကိုကပူလောင်နေတယ်မနာလိုမှုတွေနဲ့ပူလောင်နေတယ်ရန်လိုမှုတွေနဲ့ပူလောင်နေတယ်အပြစ်မြင်မှုတွေနဲ့ပူလောင်နေတယ်ရန်ညှိုးထားမှုတွေနဲ့ပူလောင်နေတယ်ပြိုင်ဆိုင်လိုစိတ်တွေနဲ့ပူလောင်နေတယ်အေးအေးလေးနေလို့မရအတ္တတာရှူနေပေမဲ့အိတ်နေပေမဲ့နှလုံးသားကအေးချမ်းမှုမရှိဖះသွားကြောင်းတက်လုပ်ပေမဲ့လို့သူ့မှာအေးချမ်းမှုကိုမတွေ့ရအဲ့တော့ဘာလုံးမှာလဲလူဘဝခဏလေးနေတဲ့ဥစ္စာဘာကြောင့်အသက်ရှူတွေမှာအသက်ရှူတိုင်းမှာကုသိုလ်မစုနိုင်ပဲနဲ့အကုသိုလ်တွေစုချင်ရတာလေကိုကဘလောက်အသက်ရှည်အောင်မှမလို့လဲကို့အတွက်အခွင့်အရေးတွေကတော့ဘလောက်များနေလို့လဲကိုရဲ့ကြမ်းမာတန်ဆွမ်းနဲ့ဆိုတဲ့ကာလတွေလုံနိုင်၊ကြိုင်နိုင်၊ကြံနိုင်၊ဖန်နိုင်ဆိုတဲ့ကာလတွေကဘလောက်ရှိမှမလို့လဲကိုအဘေးနားမှာဝန်းရံတယ်ဆိုတဲ့လူတွေကကောဘလောက်ကြာဝန်းရံမှမလို့လဲအဲ့ဒီလိုမျိုးတွေလောကကြီးကိုအမှန်တိုင်းမြင်လိုက်ပါဘဝတစ်ခုရလာတာဟာအင်မတန်မှကံကောင်းလို့ရလာတာလူဘဝရလာတာကံကောင်းလို့ရလာတာကိုကံကောင်းအောင်ကိုကထပ်မှန်ပြီးတော့ကြိုးစားပါကိုအသက်ရှူတိုင်းမှာကုသိုလ်အသက်ရှူမှုလေးတွေဖြစ်နေအောင်အေးချမ်းစွာနေတဲ့အသက်ရှူမှုလေးတွေဖြစ်နေအောင်ကြိုးစားပါလူဆိုတာကတော့ပြဿနာနဲ့ရှင်တွဲပြီးတော့နေရတဲ့သူတွေကြီးပဲလိုအပ်ချက်တွေနဲ့ရှင်တွဲပြီးတော့နေရတဲ့သူတွေကြီးပဲသို့တော်လည်းပဲတချို့သောသူတွေကတော့တရားကိုနားလိုက်တယ်စိတ်မှာပူလောင်မှုတစ်ခုခုဖြစ်လာရင်အသက်ကိုဝါးဝါးလေးရှူလိုက်တယ်အသက်ကိုရှူသွင်းရှူထုတ်ကလေးဝါးဝါးလေးရှူသွင်းပြီးတော့မှန်မှန်လေးပြန်ပြီးတော့ရှူထုတ်လိုက်တဲ့အခါချိန်ဖန်များစွာလှုပ်လိုက်တယ်အဲ့လိုမျိုးလှုပ်လိုက်တဲ့အချိန်မှာစိတ်တွေရှင်းသွားတာကိုတွေးလိုက်မယ်လက်တွေလှုပ်ကြည့်လိုက်ဘာမှမတွေးပဲနဲ့အသက်ကလေးကိုမှန်မှန်လေးရှူသွင်းမှန်မှန်လေးရှူထုတ်လှုပ်ယုံတဲ့တော့အပူတွေခဏငြိမ်သွားတယ်အခုတော့အတွေးတွေဝေးသွားတယ်အဲ့ဒါကိုမှကိုကထပ်ပြီးတော့ဝင်လေလေးမှရှူသွင်းလိုက်တိုင်းကုသိုလ်ဖြစ်ပါစေဆိုတဲ့စေတနာလေးဆန္ဒလေးထားထွက်လေတိုင်းမှာကုသိုလ်ဖြစ်ပါစေဆိုတဲ့ဆန္ဒလေးထားဒီတက်ပို့ပြီးတော့လုံနိုင်တဲ့သူတွေကတော့အဲ့ဒီဝင်လေထွက်လေလေးချက်မမြဲခြင်းကိုမြင်အောင်ကြည့်လိုက်ပြီးတော့အေးအောင်နေလိုက်ကြမမြဲတာကိုမြင်လိုက်တာနဲ့အေးသွားတာဆိုတာကိုတရားလှုပ်ထားတဲ့သူတွေသိတယ်တကယ်မမြဲတာကိုတကယ်မြင်အောင်ကြည့်လိုက်ပါဝင်သက်ကလေးမမြဲတာကိုမြင်အောင်ကြည့်လိုက်ပါထွက်သက်ကလေးမမြဲတာကိုမြင်အောင်ကြည့်လိုက်ပါဘာမှလည်းမမြဲပါလားသိရင်ဘာမှလည်းပူလောင်နေစရာလည်းမလိုတော့ဘာမှလည်းရန်ညှိုးထားစရာလည်းမလိုတော့ဒုက္ခတွေကြားထဲမှာနေတော်လည်းပဲအမြဲတမ်းအေးချမ်းတဲ့အသက်ရှူခြင်းဖြစ်နေလိမ့်မယ်အဲ့လိုအေးချမ်းတဲ့အသက်ရှူနေလေးနဲ့ရှူတတ်တဲ့သူကိုမှအသက်ရှူတတ်သူလို့ခေါ်တာအကုသိုလ်ကင်းသောဝင်သက်ထွက်သက်လေးတွေဖြစ်နေမှအသက်ရှူတတ်သူလို့ခေါ်တာပါအဲ့တော့ကဘာသားပေါင်းအသက်ရှူတတ်သူတွေဖြစ်ကြ၍အေးချမ်းကြပါစေ